ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့အခုတွားရောက်ဖွင့်ပြမှာတော့ကျွန်တော်ပကံမှာဓာတ်ပုံရိုက်လို့လည်းကောင်းတယ်ပြူလည်းကောင်းတယ်ဆိုတဲ့ဒီလာတယ်တက်လည်းတက်ပဲဆိုတဲ့အမိုးပွင့်ဖျားပေါ့နော်အမိုးပွင့်ဖျားကိုကျွန်တော်တောင်းမယ်ဆိုရင်ကျွန်တော်အလိုတော်ပြဖျားရောက်လို့ရှိရင်ကျွန်တော်ဆက်သွားမယ်ပေါ့ဆက်သွားပြီးလို့ရှိရင်ပထမဆုံးတွေ့တဲ့ယူတန်းရဲ့ဘယ်ဘက်ကိုဝင်ကိုလိုက်လို့ရှိရင်ဖျားဆိုလို့ရှိမယ်အဲ့ကနေတစ်ဆင့်သွားမယ်ဆိုရင်ကျွန်တော်တို့အမိုးပွင့်ဖျားတို့ရောက်ရှိမယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ရမဟုတ်ဘဲနဲ့ကျွန်တော်တို့နောက်တစ်ခုတနေရာသွားမယ်ဆိုရင်ကျွန်တော်တို့တမင်ကြီးပေါ့နော်တမင်ကြီးဘက်ကနေပြီးတော့သွားမယ်ဆိုရင်ရတယ်တမင်ကြီးကနေပြီးတော့မင်းချင်းဆိုင်တမင်ကြီးဖျားရောက်လို့ရှိရင်တမင်ကြီးဖျားကိုမကွေ့ပဲတမင်ကြီးဖျားကိုညာဘက်ကွေ့ရမှာအဲ့ညာဘက်မကွေ့ပဲနဲ့ဘယ်ဘက်ကွေ့လဲလို့ရှိရင်ရွှေနှန်းရင်တော့ဖျားဆိုလို့ရှိတယ်ရွှေနှန်းရင်တော့ဖျားဆိုလို့ရှိရင်အဲ့ဘက်ကနေသွားရင်ကျွန်တော်အခုသွားနေရတော့ရွှေနှန်းရင်တော့ဖျားစုဘက်ကနေပြီးတော့သွားပြီးတော့ဒီအမိုးမဖျားကိုသွားရောက်ဖွင့်နေတယ်ပေါ့နော်ဒီအမိုးဖျားဆိုရင်ကျွန်တော်တို့ဒီဗကန်ရှိအောင်နေမိတဲ့မှာဖြစ်စီပြီးတော့အခုတလုံးမှာဆိုရင်အလုံးပဲကျော်ပေးမှဖြစ်တယ်ပေါ့နော်အလုံးကတပုံရဲလေးကောင်းတယ်ဗျူးလေးလှတယ်ပြီးလို့ရှိရင်ငါးမှာရှိတဲ့ဖျားဖိုးတွေကိုလည်းတေချာလေးဖုံးမြင်လို့ရတယ်နော်အလုံးကတက်တယ်ဖျားကောင်းပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျShe'll